အဆိုတော်လာမင်္ဂဗျာဖန်စီခံလိုက်ရတဲ့သတင်းတွေထွက်ပေါ်နေတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ပြည်သူတွေအားလုံးပဲမင်္ဂလာပါရှင်။ပြီးခဲ့တဲ့မတ်လ3ရက်နေ့ကမြိုင်မြို့နယ်ဝေတောင်ကျေးရွာမှာကျင်းပပြုလုပ်ခဲ့တဲ့အလူပွဲအခမ်းအနားတစ်ခုမှာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် PDF တအူးရဲ့လုံခြုံရေးဆောင်ရွက်ပေးမှုနဲ့အတူတီဆိုဖြိုပြခဲ့တဲ့ရုပ်သံဖိုင်တွေကြောင့်တရုတ်ဆောင်နဲ့အဆိုတော်လာမင်္ဂဗျာဖန်စီခံရတယ်လို့သတင်းတွေပြန့်နှံ့နေကြတာလည်းဖြစ်ပါတယ်။အဆိုပါရုပ်သံဖိုင်ပါဝင်တဲ့မြေခွင်ရ PDF တပ်ဖွဲ့ဝင်တွေရဲ့လုံခြုံရေးယူပေးမှုတွေနဲ့တစင်းတီဆိုဖြိုပြနေတဲ့အဆိုတော်လာမင်္ဂဗျာကိုဖန်စီရေးယူဖို့အတွက်လှုံ့ဆော်မှုများပြုလုပ်ခဲ့ပြီးနောက်ပိုင်းမှာအခုလိုဖန်စီခံလိုက်ရတာပဲဖြစ်ပါတယ်။အဆိုတော်လာမင်္ဂဗျာကိုဒီကနေ့မတ်လ9ရက်နေ့မနက်ပိုင်းကလှိုင်မြို့နယ်မှာရှိတဲ့နေအိမ်တစ်ခုမှာလာရောက်ဖမ်းဆီးသွားတယ်လို့လည်းသတင်းတွေထွက်ပေါ်နေရလဲဖြစ်ပါတယ်။ဒီကနေ့မနက်9:00နာရီဝန်းကျင်အချိန်ကရန်ကုန်တိုင်းလှိုင်မြို့နယ်16ရပ်ကွက်ဥပုမန်လန် AMS 18မှာနေထိုင်သူအမျိုးသမီးတဦးကိုလာရောက်ဖမ်းဆီးသွားတယ်လို့ Brangos Network ကသတင်းထုတ်ပြန်ထားကြောင်းလည်းသိရှိရပါတယ်။အတည်ပြုနေတုန်းပဲဗျ။လာမင်္ဂဗျာလို့လည်းသိထားရတဲ့ဟူဆိုကရန်ကုန်မြေပြင်သတင်းများကဖော်ပြထားကြောင်းလည်းတွေ့ရပါတယ်။မနေ့ကမတ်လ10ရက်နေ့ညနေပိုင်းမှာလည်းအဆိုတော်လာမင်္ဂဗျာရဲ့နေအနီးတစ်ဝိုက်မှာရဲကားတစ်စီးအိတ်စီးကားတစ်စီးတို့နဲ့လာရောက်မှုများပြုလုပ်ခဲ့ပြီးဒီကနေ့မနက်ပိုင်းမှာလာရောက်ဖမ်းဆီးသွားတယ်လို့လည်းသိရပါတယ်။ဒီနေ့လာဖမ်းတဲ့အင်အားကတော့အတိအကျမသိရသေးပါဘူး။10ရောက်ကျော်မယ်လို့လည်းယူဆပါတယ်။မနေ့ညကလိုက်လျှောက်သွားတာတော့ရဲကားတစ်စီးရင်အိတ်စီးကားတစ်စီးရင်နဲ့ပါဟုတာဝန်ရှိသူတို့ကပြောကြားထားကြောင်းလည်းတွေ့ရှိရပါတယ်ရှင်။ဖမ်းဆီးခံရတဲ့အမျိုးသမီးဟာတရုတ်ဆောင်ဆိုတော့နဲ့ဒီဂျေတီးခဲ့သူလာမင်္ဂဗျာဖြစ်ကြောင်းသတင်းတွေထွက်ပေါ်နေရလဲဖြစ်ပါတယ်ရှင်။ဖမ်းဆီးဖို့ဆိုပြီးတော့တိုင်တုံနေတဲ့ post တွေတော့တွေ့ပါတယ်။ဖမ်းဆီးခံရတယ်ဆိုပြီးတော့အတိအကျမသိရသေးပါဘူး။သတင်းကြားလို့လိုက်စုံစမ်းနေတော့မှဟုအနုပညာရှင်အတိုင်းဝိုင်းနဲ့ဒီဆက်သူတို့ကပြောဆိုထားကြောင်းလည်းသိရှိရပါတယ်ရှင်။ဖိုးချစ်အမှာခံဖန်ဖြစ်လို့ဖိုးချစ်ဆက်မှာမင်းသမီးလုပ်ခြင်းတဲ့အကြိုင်ယခုတင်ဆက်ပေးမယ့်ကြောင်းလေးကတော့အကြိုင်ကစစ်စရာကောင်းတဲ့ရုပ်ရည်ကြောင့်အကယ်ဒမီရွှေကြိုအဖြစ်ရွေးချယ်ခံရပြီးတော့ပြည်သက်တွေအားပေးမှုအခိုင်အမာရရှိထားတဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။လက်တလောနုပညာလောကမှာအထင်မြင်ချက်တွေအမျိုးမျိုးကွဲပြားနေကြပေမဲ့အကြိုင်ကတော့သူမရဲ့ရည်တည်ချက်ကိုတော့ပြည့်ပြည့်သားသားချပြလာခဲ့တာလည်းဖြစ်ပါတယ်။အဲ့ဒါကတော့သူမငယ်စဉ်ကတည်းကမင်းသားကြီးဖိုးချစ်ရဲ့အမာခံပြည်သက်တူဖြစ်ပါတယ်ဆိုတာပြောပြလာခဲ့တာလည်းဖြစ်ပါတယ်။ဖိုးချစ်ရဲ့ဇက်တပင်တင်ဆက်မှုတွေကိုအယိုးမှုအားပေးခဲ့ရသလိုငငယ်ကဖိုးချစ်ရဲ့ဇက်ပွဲတွေလိုက်ကြည့်ရင်းနဲ့မုတ်ဖုံးငွေ3000ရရှိခဲ့ဖို့တဲ့အထိအမတ်တရားတွေရှိခဲ့ပါတယ်လို့လည်းဆိုခဲ့ပါတယ်။အခုတစ်ခါမှာတော့အကြိုင်ကသူမရဲ့အိမ်မက်တစ်ခုဖြစ်တဲ့ဇက်မင်းသမီးဖြစ်ခြင်းနဲ့ဆန္ဒကိုထုတ်ဖော်ပြောဆိုလာခဲ့ရလဲဖြစ်ပါတယ်။သူမအနေနဲ့အခြားဘသူကိုမှစိတ်ဝင်မစားပဲဖိုးချစ်စီမှာပဲအကပညာတွေကိုတင်ယူပြီးတော့ဖိုးချစ်ရဲ့ဇက်ဘွဲမှာမင်းသမီးလေးအဖြစ်နဲ့ကပြချင်နေတာပါ။အလားပါဒီမကပဲအနုပညာဝါသနာပါတဲ့အကြိုင်တယောက်ဖိုးချစ်ရဲ့လက်ရင်တပြင်းထဲမှာတောက်ပါတဲ့မင်းသမီးအစ်စ်လေးဖြစ်လာမလားဆိုတာကစိတ်ဝင်စားစရာပါပဲရှင်